ယ်ဟိုမှာတော့နယ်လည်းဖြစ်ရမယ်လက်လီပါနဲ့လည်းဖြစ်ရမယ်ရှင်းလင်းဘရိတ်လည်းပါမယ်ခလေးကြီးလာလို့ရှိရင်ခွာတော့တွေဖြုတ်ပြီးမောင်းလို့ရမယ်ဆိုင်ကယ်ကြီးကိုပြရပါမယ်ဒီဆိုင်ကယ်ရဲ့ထူးခြားချက်လေးကိုရှင်းပြရမယ်เนาะဘာလေးပါဝင်လဲဆိုတာလေးကိုဒီလိုတော့နဲ့ဖွင့်မိတ်လုပ်လို့ရမယ်ဒီ mindless လေးတွေကလည်း lever ဆွဲလိုက်တိုင်းမှာပြေးမယ်เนาะဒီလို lever ဆွဲလိုက်တိုင်းမှာ lever တန်တွေလည်းထွက်မယ်ဒီလိုလေးထွက်ပါမယ်เนาะရောင်စုံမီးလေးတွေနဲ့ဒီ LED မီးလေးတွေကပြေးပါတယ်ဒီလိုမီးများလို့မီးစားမှလည်းမပူပါနဲ့เนาะဒါမီးဖွင့်ပိတ်တက်လည်းပါပါတယ်ဒါလေးကမီးဖွင့်ပိတ်ပေါ့เนาะဒါဘိန်းမီးပိတ်မယ်အရှိမီးကိုပိတ်ပါမယ်ဒါဆိုဘိန်းမီးပိတ်မယ်အရှိမီးပိတ်ထားတာပါပိတ်ထားလိုက်ပြီเนาะပြန်ဖွင့်နေတယ်ဆိုရင်ဒါလေးကိုပြန်နှိပ်လိုက်ရင်ဒါပြန်ဖွင့်သွားပါမယ်ဒီဘေးမီးတွေပိတ်ချင်တယ်ဆိုရင်တော့ဒီမှာမီးခလုံးပါပါတယ်ဒါလေးကိုကြည့်လိုက်လို့ရှိရင်ဒါဘေးမီးတွေပိတ်သွားပါပြီဘေးမီးပိတ်ချင်တယ်ဆိုရင်ပိတ်လို့ရပါပြီဒါဆိုပြီးစားတာလည်းတက်တာပါမယ်လက်လီပါလည်းဖြစ်မယ်ချင်းချင်းဘရိတ်လည်းပါမယ် YouTube လေးလည်းပါပါမယ် mindless လည်းတက်ပါမယ်ဒီပါဆွဲလိုက်ရင် mindless တက်ပါမယ်3မီတာနဲ့ battery ကလည်းတွဲဖို့ 7inch battery အကြီးကို3မီတာတာပါမော်တာကလည်းတွဲဖို့မော်တာပါလက်နှစ်ခွဲ3နဲ့ကနေ10နှစ်ကျော်လောက်ထိစီးလို့ရပါတယ်အရောင်လေးကတော့အလီလာမယ်အဖြူလာမယ်အနှက်လေးလာပါမယ်เนาะနောက်ပြီးခွားထောက်လေးကိုဖြုတ်ပြီးတော့မောင်းလို့ရအောင်ဒီမှာထောက်လေးလည်းပါပါတယ်เนาะဒါလေးကသူကထောက်လေးပါဒီခွားထောက်လေးကိုဖြုတ်ထားလို့ရှိရင်စိုက်ကင်မလဲအောင်ထောက်လေးနဲ့ခံထားလို့လည်းရပါတယ်